ကျွန်တော်ကရောက်ဒီတာညောင်တို့မျိုးနေမှာရှိတယ်ကျွန်တော်တကွာတိုင်းကြည့်ရောက်ရှိနေတာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ဒီကွမ်းကြံတစ်ချံမှာပိုးစင်းအဖြူကောင်လေးတွေကျွန်တော်အရင်ကြနေတာဖြစ်တဲ့အတွက်မဲမော်ကွန်မြူနီထွက်တယ်ကျွန်တော်ဒီ Chinese ဆိုတဲ့ဆေးလေးကိုကျွန်တော်လာပြီးတော့ဖြန့်ပေးတာဖြစ်ပါတယ်ဒီရှေ့မှာလည်းကျွန်တော်ဆေးတွေကအရင်ဖြန့်တာဖြစ်တဲ့အတွက်ကိုပိုးစင်းတွေကတော့ဒီအမွှေးအမြင်လေးနဲ့ကျွန်တော်အဖြူကောင်လေးဖြစ်တဲ့အတွက်တော်တော်လေးကိုဆေးရင်ပါမှုလေးရှိသလိုကျွန်တော်တော်တင်ကိုဆေးရတော့ကျွန်တော်မတိုးဘူးပေါ့နော်အဲ့လိုအချိန်မှာကျွန်တော်မဲမော်ကွန်မြူနီထွက်တယ်ကျွန်တော် Chinese ကို2ဆွမ်းထိပြီးကျွန်တော်ဒီနေ့ဖြန့်တာအနေထားဖြစ်ပါတယ်ဒီပိုးစင်းအဖြူကောင်လေးကဘယ်လိုကောင်လေးဆိုတာကျွန်တော်ချက်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာပါဒီအဖြူကောင်လေးတွေကျွန်တော်ဒီပိုးစင်းအဖြူကောင်လေးတွေကကျွန်တော်ဒီအခုရက်ပိုင်းမှာကျွန်တော်ဒီမိုးအုပ်လိုက်နေပူလိုက်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဒီရာသီဥတုကြောင့်ဒီပိုးလေးတွေကပေါက်ဖွားမှုပုံမြင်တယ်ငကိုကလေးရောက်ရှိရဲ့ပိုးတွေဖြစ်ပါတယ်ဒီပိုးတွေကကျွန်တော်ဒီကြရင်သူကအုပ်စုလိုက်ကြတာဖြစ်တဲ့အတွက်ကိုသူဒီဘေးသီးနယ်မှာပဲကြာသူကြားပြီဆိုရင်ကျွန်တော်ကဒီအကျွဲလေးတွေကုတ်သွားတာတွေနူသွားတာတွေအဲ့လိုပြီးရင်ဒီသားတက်တွေမထွက်တာပြဿနာတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီပိုးအတွက်ကိုအခုကြားတဲ့အချိန်မှာပဲကျွန်တော်တီးချမ်းပဲကျွန်တော်ချက်ချင်းဖြန့်မှာဖြစ်ပါတယ်အခုကတော့ဖြန့်ပြီးသွားပြီဖြစ်တယ်အခုဒီချမ်းဆိုရင်ကျွန်တော်ခွေထားတဲ့ချမ်းဖြစ်တယ်ပေါ့နော်ဒီပိုးတွေအဓိကကျွန်တော်အခုနပြလိုက်တဲ့ပိုးအဖြူပိုးစင်း